အားလုံးမင်္ဂလာပါကျွန်တော်အခုပြောပြပေးမယ့်အကြောင်းကတော့ကြာသာပေးသားကြီးရဲ့ဘဝတက်သက်တာလောက်ကန်ကြမာနဲ့အလုပ်ရည်ရအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီကြာသာပေးသားကြီးရဲ့ဘဝတစ်လျှောက်လုံးမှာဆိုရင်သူတို့ရဲ့အလုပ်ကန်ကြမာကိုကြည့်မယ်ဆိုရင်သူတို့ရဲ့ဘဝမှာသူတို့ရဲ့အလုပ်ကန်အနေထားတွေဟာမိတ်ဆွေပေါင်းသိန်းကြောင့်ပဲအလုပ်ကန်တွေအောင်မြင်လာတတ်တယ်လို့မိတ်ဆွေပေါင်းသိန်းကြောင့်ပဲအလုပ်ကန်တွေကြာရှုံးတတ်ပါတယ်သဘောကတော့ကြာပေးသားကြီးရဲ့လုံအောင်မြင်မှုပါမိတ်တက်နဲ့အများကြီးဆိုင်ပါတယ်မိတ်ဆွေပေါင်းတင်ဒါမှမဟုတ်မိတ်တက်နဲ့အများကြီးဆိုင်ပါတယ်အဲ့တော့ဒီကြာသာပေးသားပြည်ရဲ့မိတ်တက်ကတနုရီဖြစ်ပါတယ်အောင်ပဆိုတော့ကြာသာပြည်ရဲ့မိတ်တက်ကတနုရီဖြစ်ပါတယ်အဲ့တော့သူတို့ဘဝတစ်လျှောက်လုံးမှာလုပ်ငန်းတွေအောင်မြင်ခြင်းနဲ့ကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့ဆိုရင်မိတ်တက်ဖြစ်တဲ့တနုရီကိုတက်ဆင်ရမှာဖြစ်ပါတယ်ဘယ်လိုရေရာမျိုးလောက်အောင်လဲဆိုရင်ကြာပေးသားပြည်တွေဟာကြာသာပြည်နေ့နဲ့9 နာရီကနေ10 နာရီခွဲကြားချိန်ပေါ့နော်အချိန်နေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တင်ဝိချိန်ဖြစ်တယ်တင်ဝိချိန်ဆိုတော့နဝင်းမှာကြာသာပေးရှိတယ်ကြာသာပေးအမိတ်ကတနုကနေအဲ့တော့ဒီကြာပေးသားသမီးတွေကအပတ်တိုင်းကြာသာပေးနေ့နဲ့9 နာရီကနေ10 နာရီခွဲကြားအချိန်ရောက်တိုင်းကိုယ့်အင်အားဖျားမှာကျွန်တော်တို့ပန်းအိုးလေးတွေကိုဒါမှမဟုတ်လည်းပန်းခွက်လေးတွေကိုရေးထည့်ပြီးတော့အုံညွတ်တညွတ်ထည့်ပြီးတော့လှူပြီးတော့လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆူတောင်းမယ်ဆိုရင်လုပ်ငန်းတွေအောင်မြင်လာမယ်တိုးတက်လာမယ်ကြီးပွားတိုးတက်လာမှာဖြစ်ပါတယ်အဲ့လိုအုံညွတ်ကအခက်အခဲဖြစ်တယ်ဆိုကျွန်တော်တို့အုံးရိုလေးလှူပေးလို့ရပါတယ်အုံးသီးစိတ်လည်းလှူပေးလို့ရပါတယ်အပတ်တိုင်းလှူပေးရမှာဖြစ်ပါတယ်ဒီလိုကျွန်တော်တို့အပတ်တိုင်းလှူပေးမယ်ဆိုရင်ဒါပေးသားသမီးတွေရဲ့လုပ်ငန်းတွေဟာအဆင်ပြေလာမယ်ချောပွေ့လာမယ်တိုးတက်လာမယ်လုပ်ငန်းချိတ်ဆက်တွေမိလာမယ်မိတ်တက်တွေလည်းအားကောင်းလာမှာဖြစ်ပါတယ်ကြာသာပေးသားပြီးအားလုံးလုပ်ငန်းကိစ္စများအောင်မြင်တိုးတက်ကြပါစေအားလုံးကျန်းမာချမ်းသာကြပါစေ